လုံးမအားတဲ့ကြားတွေကခင်ဗျားတို့အောက်မှာပွဲလာစုနေတဲ့အတွက်ကိုကျုပ်ကဖြည့်ရှင်းပေးတာပါနော်ခင်ဗျားတို့ကျုပ်ကပြောခဲ့ပြီးသားပဲလေဒါကခရုစိတ်စစ်ပွဲဆိုတာခင်ဗျားတို့မနေ့ကမြင်ပါတယ်ကာတာကိုအစ္စရေးကဘုံကျဲလိုက်တာခရုစိတ်စစ်ပွဲဒီခရစ်ယာန်ဘာသာပေါ်အခြေတည်တယ်ဂျူးဘာသာပေါ်အခြေတည်တယ်အစ္စလမ်ဘာသာပေါ်မှာအခြေတည်ပြီးတော့ဖြစ်နေတဲ့စစ်ပွဲကြီးတတိထားမှာကျွန်တော်တို့ဒီကပြောနေတာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူများအားလုံးတိထားတဲ့ဒီစကားကိုဘာလို့လဲဆိုကျွန်တော်တို့နိုင်ငံမှာလည်းဒီရည်များလိုက်ရုပ်ခွေလူခွေနဲ့ဒါသူများနိုင်ငံနဲ့လက်တွေ့ခံခဲ့ရပြီတကယ်သမိုင်းမသိတဲ့မြန်မာပြည်သူများလည်းတိထားတဲ့ဒီဗုဒ္ဓဘာသာနိုင်ငံနဲ့အစ္စလာမစ်နိုင်ငံဖြစ်သွားတယ်ဆိုရအောင်နော်တစ်ချက်ကြည့်မကအာဖဂန်နစ္စတန်နိုင်ငံအင်ဒိုနီးရှားဒီဆက်လာပြီးမလေးရှားလည်းအင်းကဗုဒ္ဓဘာသာထုံးကားတဲ့နိုင်ငံပဲလာကဒီပေါ်ရီအစ္စလာမစ်ရှင်နေပြီဒါကိုလုံးဝတတိထားမှာကျွန်တော်ပြောတာမသိတဲ့မိတ်ဆွေများဒီကျွန်တော်တို့နိုင်ငံမှာနေနေတဲ့မြန်မာပြည်သားများကလားလဲလူပဲဗမာလဲလူပဲအဲ့ဆိုရင်ညီကိုတို့ကမှားမယ်ဒီလူမျိုးခွဲခြားတာကိုလောကခွဲခြားပါတိတိုက်တွန်းပါတယ်လူမျိုးခွဲခြားမှာဒါကိုလူမျိုးကိုဘာသာတလေးခွဲခြားမှာလားကိုဘာသာတလေးကိုစောက်ထိန်နာနဲ့တူတူပဲကြောလိုက်ခမရကိုပါသွားပြီသူများပဲကိုဒါတိထားသေးတယ်နော်အဲ့ဒီစစ်ပွဲကြီးကိုဆင်နွှဲဖို့အတွက်ကိုအခြားသောအာရှနိုင်ငံတွေကနေပြီးတော့လူမျိုးကြီးစုဆောင်းတာဘာသာရေးစုဆောင်းမှုတွေနေချက်နေတာကြားပြီခရစ်ယာန်ဂျူးပဲနေမချဲတာခရစ်ယာန်ကောအစ္စလမ်ကောဘာသာရေးနေချက်နေကျုပ်တို့မြင်နေအဲ့တော့ဘာသာရေးကိုးကွယ်မှုကတော့လွတ်လပ်စွာကိုးကွယ်မှုဖြစ်တဲ့အတွက်ကျုပ်တို့အနေနဲ့ဘာမှပြောစရာအကြောင်းမရှိဘူးမြန်မာပြည်ကိုကျူးကျော်စစ်ကဘာနဲ့လှုပ်ထားလဲဆိုငိုလိန်ညာနဲ့လှုပ်ထားတယ်ဒါကိုကျုပ်တို့ကကောက်ကွင်းမြင်တယ်အဲ့တော့ငိုလိန်ညာသည်လူမျိုးရေးလည်းမဟုတ်ဘူးဘာသာရေးလည်းမဟုတ်ဘူးနိုင်ငံရေးလည်းမဟုတ်ဘူးနယ်မြေကျူးကျော်မှုတစ်ခုဖြစ်တယ်အဲ့တော့ဒီငိုလိန်ညာကိုထောက်ခံနေသမျှအစ္စလမ်တို့သည်နယ်မြေကျူးကျော်သူတွေလို့ကျုပ်တို့ကသတ်မှတ်တယ်မြန်မာတစ်မျိုးသားလုံးရဲ့ဘုံရန်သူပဲလို့သတ်မှတ်တယ်အဲ့ဒီအတွက်ကျုပ်တို့ကခင်ဗျားတို့ကိုပြောတာအစ္စလမ်ဘာသာမကောင်းဘူးတွေကောင်းတယ်ဒီအစ္စလမ်ဘာသာဝင်တွေကိုနှိပ်ကွနေတာမဟုတ်ဘူးနားလည်ဖို့ပြောပြတာနော်ငိုလိန်ညာကိုထောက်ခံနေတဲ့အစ္စလမ်မှန်လို့ရှိရင်အကုန်လုံးဒီအဆုံးရောက်ပဲလို့ကျတို့ကသတ်မှတ်တယ်အဖြစ်ရှင်းတယ်နော်ကျတို့တိုင်းပြည်ကိုကျူးကျော်ဖို့အတွက်လှုပ်ထားတဲ့လူတွေလို့ကျတို့ကသတ်မှတ်တယ်ရခိုင်နဲ့လည်းမဆိုင်ဘူးအချုပ်ချာအာဏာနဲ့ဆိုင်တာရခိုင်ကဒီနိုင်ငံရခိုင်နိုင်ငံတော်ဆိုပြီးတော့လည်းခွဲထွက်လို့မရဘူးရှင်းတယ်နော်ရခိုင်နေနဲ့ဖြစ်နေလို့ဗမာတွေကဝင်ကူတာလည်းမဟုတ်ဘူးဒါသည်မြန်မာတစ်မျိုးသားလုံးရဲ့အချုပ်ချာအာဏာဖြစ်တဲ့အတွက်မြန်မာတစ်မျိုးသားလုံးနဲ့ဆိုင်လို့ပြောတဲ့စကားဖြစ်တယ်ရခိုင်ကိစ္စလည်းမဟုတ်ဘူးနော်ဗမာကိစ္စလည်းမဟုတ်ဘူးဒါသည်အချုပ်ချာအာဏာပိုင်မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့စကားမဟုတ်လို့ကျုပ်တို့ကပြောတာရှင်းတယ်နော်ဒီခရုစိတ်စစ်ပွဲကိုဆင်နွှဲနေတာလဲကျုပ်တို့ကနှစ်ပေါင်းများစွာလေ့လာပြီးမှပြောတာခင်ဗျားတို့အခုအာရပ်နိုင်ငံတွေကိုခင်ဗျားတို့ကအားကြလို့အစ္စလမ်ဘာသာကိုယူလာမဟုတ်ဘဲနဲ့အာရပ်ယဉ်ကျေးမှုတွေကိုယူလာတယ်မြန်မာပြည်မှာမနေ့ကဒါရကာမှာလှုပ်သွားတဲ့ပွဲဟလာတမန်တော်မွေးနေ့လှုပ်သွားကြတယ်ယူထားတဲ့အယူကအကုန်လုံးဒီမြမယဉ်ကျေးမှုတိုင်းမိန်းကလေးတွေကတနခါးတွေနဲ့ပန်းတောင်ကင်တွေနဲ့ဟလာပန်းချင်းတွေနဲ့ကင်ထားတာတီးတီးချာချာတောင်းနေနဲ့တီးတီးချာချာလှုပ်ထားတာချစ်စရာကောင်းတယ်လေမြမယဉ်ကျေးမှုကိုမစွန့်လို့ဘူးသူတို့ဟိန္ဒူယဉ်ကျေးမှုနဲ့လာတဲ့လူတွေကလည်းကလပုံတွေတီးပြီးလာတာဟိုဘင်ခရာတီးတဲ့ဖွဲ့ကလည်းဘင်ခရာနဲ့လာတာအဲ့တော့ဟိန္ဒူကနေပြီးတော့ဒီကိုသူတို့အစ္စလမ်ဘာသာကိုကိုးကွယ်သွားတယ်လေသူတို့ဟိန္ဒူယဉ်ကျေးမှုကိုမစွန့်လို့သွားဘူးကလပုံတွေနဲ့လာတာပဲယဉ်ကျေးမှုကစွန့်လို့မရဘူးအဲ့တော့မြမယဉ်ကျေးမှုနဲ့တပေါင်းတစည်းတဲ့တသားတည်းဖြစ်အောင်နေတဲ့လူမျိုးတွေကိုကျုပ်တို့ချစ်တယ်ဒါသည်မြမမြေပေါ်ချစ်တယ်လို့သူတို့သက်သေပြတာမြမပြည်ပိုင်နက်ကိုကာကွယ်မဲ့လူတွေဆိုတာသူတို့ကိုသူတို့သက်သေပြတာယနေ့လိုင်းပေါ်မှာအစ္စလမ်ကလေးတွေပူတူတို့လို့ဟလာဟိုမြမလက်အုပ်လေးချီပြီးတော့စကားပြောတဲ့မွတ်စလင်ကောင်လေးတွေဒါတွေဒီမြန်မာနိုင်ငံသားမွတ်စလင်တွေဖြစ်တယ်မွတ်စလင်အစ္စလမ်ဘာသာကိုးကွယ်တဲ့မွတ်စလင်တွေဖြစ်တယ်မြန်မာနိုင်ငံသားတွေဘိုးတွေနဲ့ပြောရမယ်ဆိုမြန်မာမွတ်စလင်တွေလို့ခေါ်ရင်ငါတို့ကလက်ခံတယ်ရှင်းတယ်နော်ရှင်းတယ်ဘာဖြစ်လို့လဲဆိုငါတို့နဲ့တသားနဲ့ကြောက်အောင်နေတာဥပမာသူကတမယ်လူမျိုးမို့လို့တမယ်ယဉ်ကျေးမှုနဲ့နေတယ်ဆိုရင်ဒါလည်းငါတို့ပြောစရာအကြောင်းမရှိဘူးမြန်မာပြည်မှာလက်ရှိဖြစ်နေတဲ့အစ္စလမ်ဘာသာရေးကိစ္စကအာရပ်ယဉ်ကျေးမှုတွေကိုယူလာတယ်အာရပ်နိုင်ငံမှာပူရင်မင်းတို့လိုက်ပူတယ်ဟုတ်တယ်နော်အဲ့တော့အာရပ်ကဘာကလက်ရှိခရုစိတ်စစ်ပွဲကိုလည်းမင်းတို့လိုက်ပူမှာပဲအဲ့တော့မြန်မာပြည်မှာတော့ခရုစိတ်စစ်ပွဲလာမလုပ်နဲ့
မြန်မာပြည်မှာခရစ်ယာန်အင်ဝန်ဂေလိဟောနေတဲ့ကောင်တွေခရုစိတ်စစ်ပွဲကိုတောင်းနေတာဒေါ်လာပေးပါခရုစိတ်စစ်ပွဲပေးမယ်ဆိုပြီးတော့တောင်းနေတာဒီဗီဒီယိုဖိုင်ကြီးရှိတယ်ငါတို့ချင်ပါအဲ့တော့ဒီလိုအစွန်းရောက်တဲ့ခရစ်ယာန်တွေအစွန်းရောက်တဲ့အစ္စလမ်တွေကိုငါတို့တိုင်းပြည်မှာမထားခြင်းငါတို့တိုင်းပြည်ညင်နွမ်းနေငါတို့တိုင်းပြည်ပေါ်မှာအဲ့ဒီသွေးတွေငါတို့ကမကြခြင်းအဲ့တော့မင်းတို့ကနေမင်းတို့ငိုလိန်ညာကိုလက်ခံနေဆိုရင်ငါတို့တမျိုးသားလုံးရဲ့ရန်သူပဲရှင်းတယ်နော်မြန်မာမင်းအစ္စလမ်ဘာသာကိုယဉ်ယဉ်ကျေးကျေးနဲ့ကိုးကွယ်တယ်မင်းတို့ကအစ္စလမ်ဘာသာကငြိမ်းချမ်းတဲ့ဘာသာဖြစ်တယ်ကမ္ဘာပေါ်မှာမွန်မြတ်တဲ့ဘာသာလို့ဖြစ်တယ်ပြောကျင်တယ်ဆိုရင်မွန်မြတ်ကြောင်းအောင်ပြစိတ်ထားတွေဘလို့မွန်မြတ်တယ်ပုတုလို့ပြပုတုရဲ့စိတ်ထားမွန်မြတ်တယ်ပုတုရဲ့စိတ်ထားမွန်မြတ်တာဖြစ်ခြင်းကြောင့်ပုတုသည်အစ္စလမ်ဘာသာမွန်မြတ်တယ်လို့ပြောရင်ငါတို့လက်ခံပြီဟလားယဉ်ကျေးကြောင်းပြလက်တွေ့ပဲပြလို့ရတယ်ဗဇက်နဲ့ယဉ်ကျေးလို့မရဘူးဗဇက်နဲ့မွန်မြတ်ချင်လို့မရဘူးလက်တွေ့လုပ်ရက်တွေကိုပြရင်ဟုတ်တယ်အစ္စလမ်ဘာသာဆိုတာယဉ်ကျေးတယ်မွန်မြတ်တယ်လို့ပြောမယ်အာရအယူဝါဒတွေယူလာပြီးတော့ခရုစိတ်စစ်ပွဲကြီးဆင်နွှဲခြင်းတွေနော်ငါတို့ကဘုံရန်သူတွေလို့တတ်မှတ်တယ်ဟုတ်ပြီနော်အဲ့တော့ကိုကျော်ကြီးကဘယ်ဘာသာကူမှလည်းမမုန်းသူလို့ဘယ်လူမျိုးကူမှလည်းမမုန်းမြန်မာပြည်မှာသွေးမြေကြတာတွေကိုမလိုချင်တော့ဗမာချင်းတက်နေတာကိုလည်းမလိုချင်တော့ဗမာနဲ့တိုင်းရင်းသားတွေတက်နေတာလည်းမလိုချင်တော့အဲ့တော့ဗမာပြည်ကိုပြောင်းရွှေ့လာတဲ့ဘာသာကြားတွေနဲ့တက်နေတာကိုလည်းမလိုချင်အဲ့ဒီအတွက်မင်းတို့အားလုံးကိုကျော်ကြီးကရှိနေတဲ့လက်ရှိကမ္ဘာအရှိအနေအားလုံးကိုမင်းတို့တင်ပြတာပြောပြတာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးဆိုတာဘာလဲဆိုတာသိအောင်ပြောပြတာအဲ့တော့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကဒီတိုင်းပြည်စီဗမာအချုပ်ချာအာဏာပိုင်မြေဖြစ်တယ်မြမယဉ်ကျေးမှုနဲ့တိဆောက်ထားတဲ့တိုင်းပြည်ဖြစ်တဲ့အတွက်မင်းတို့ဒီကြိုက်တဲ့ဘာသာကိုကိုးကွယ်လို့ရတယ်မြမယဉ်ကျေးမှုကိုစော်ကားလို့မရဘူးဗုဒ္ဓဘာသာကိုစော်ကားလို့မရဘူးကျူးကျော်ခြင်းလို့မရဘူးအဲ့ဒါကိုတော့နှလုံးသားထဲမှာစွဲမြင့်အောင်မှတ်ထားမင်းတို့ဒီဗုဒ္ဓဘာသာကိုအလေးစားမှုပေးရမယ်မြမဥပဒေကိုလေးစားမှုပေးရမယ်အဲ့ဒီလိုမှမနေခြင်းဘူးဆိုရင်မင်းတို့ကကန္တဝေါစကားလုပ်ပြီးတော့မင်းတို့ကအလားပိုင်တဲ့မြေပေါ်မှာနေတယ်ဆိုတဲ့အယူဝါဒမျိုးယူရင်မင်းတို့နဲ့ငါတို့ကပြိပခအမြင်နဲ့ဖြစ်နေမှာဟုတ်လားအဲ့ဒီအတွက်မင်းတို့ယဉ်ကျေးကြောင်းကိုပြမင်းတို့ရဲ့နှလုံးသားတွေလှကြောင်းကိုပြအဲ့ဒါဆိုရင်ငါတို့ကလည်းမင်းတို့လေးစားမှုအများကြီးဖြစ်လာမှာပါနော်